ငါးတကောင်ကိုပိုက်နဲ့ဖမ်းဖို့ကြိုးစားနေတော့ရှီယုံကရုတ်တရက်ရေလိုက်တာကြောင့်မေရီရဲ့အာယုံကိုဖမ်းဆားခဲ့ပါတယ်။ဘာလို့လဲလို့သူမမေးတဲ့အခါရှီယုံကသူမဘေးမှာရှိနေလို့ပျော်ရွှင်တာကိုမျှဝေခဲ့ပြီးသူ့ကိုကူညီပေးလို့ကျေးဇူးတင်ခဲ့ပါတယ်။မေရီကသူမကသူ့ရဲ့အမကြီးအနေနဲ့သူ့ကိုကူညီဖို့ကသူမရဲ့တာဝန်ပါလို့သူ့ကိုပြောလိုက်ပါတယ်။သူမမှာအားတဲ့အချိန်ရှိလို့သူ့ကိုလိုက်ဖို့အခိုင်မှာပြောပြီးသူမရဲ့စူးစမ်းလို့စိတ်ကိုဝန်ခံခဲ့တယ်လို့ဟာတာလုပ်ပြီးထပ်ပြောလိုက်ပါတယ်။မော်ပညာတကယ်ရှိရင်သူမကိုယ်တိုင်မြင်ချင်တယ်။ရှီယုံကမော်ပညာတကယ်ရှိတယ်ဆိုတာကိုရှာဖွေတွေ့ရှိရင်သူမကိုပထမဆုံးသိစေရမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာမေရီကငါးတကောင်ကိုဖမ်းနိုင်ခဲ့ပြီးသူတို့ကအဲ့ဒါကိုဘုံထဲကိုဂရုတစိုက်ထည့်ခဲ့ကြပါတယ်။သူတို့ကငါးကအတွင်းကကူးခတ်နေတာကိုစောင့်ကြည့်နေတော့မေရီရဲ့တငယ်ချင်းရိုးကပေါ်လာခဲ့ပါတယ်။ရှီယုံကိုတွေ့တဲ့အခါရိုးကသူကမေရီရဲ့ညီလေးလားလို့မေးခဲ့ပါတယ်။မေရီကအဲ့ဒါကိုတီးပြူပြီးရှီယုံကိုရိုးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ရိုးရဲ့အမူအရာကိုမျက်လုံးလန်ပြီးကြည့်နေတဲ့မေရီကရှီယုံကိုသူမရဲ့ကြောဝါမှုတွေကိုအာရုံမစိုက်ဖို့ပြောခဲ့ပြီးသူမကိုတာမန်မိန်းကလေးတယောက်အနေနဲ့ပယ်ချခဲ့ပါတယ်။စိတ်ဆိုးသွားတဲ့ရိုးကမေရီရဲ့ပွင့်လင်းမှုကိုကန့်ကွက်ပြီးသူတို့ဘာလုပ်နေလဲလို့မေးခဲ့ပါတယ်။မေရီကသူတို့ကငါးဖမ်းနေတာပါလို့ရှင်းပြခဲ့ပေမဲ့ရိုးကဘာလို့ဒီရေကန်ကိုရွေးချယ်ခဲ့တာလဲလို့စိတ်ဝင်တစားထပ်မေးခဲ့ပါတယ်။မေရီကရှီယုံကအကြောင်းရင်းကိုသိတယ်လို့ပြန်ဖြေခဲ့ပါတယ်။ရိုးကတောက်ပနေတဲ့ဘောလုံးတွေကြောင်းလာလို့မေးတဲ့အခါရှီယုံကသူမရဲ့တန်တရားကိုအတည်ပြုခဲ့ပါတယ်။ရိုးကသူမလည်းအလင်းရောင်တွေကိုဆွဲလန်းလို့ရေကန်ကိုမကြာခဏလာလေးရှိတယ်လို့ဝန်ခံခဲ့ပါတယ်။ရှီယုံကသူတို့အကြောင်းတဲ့အချက်လက်တွေရှိလားလို့မေးတဲ့အခါရိုးကသူမကဘောလုံးတွေကိုကြည့်ရတာကိုပဲပြောပြီးသူတို့ရဲ့မူလအကြောင်းသိမ့်မသိဘူးလို့ဝန်ခံခဲ့ပါတယ်။နေဝင်စပြုလာတဲ့အခါတောက်ပနေတဲ့ဘောလုံးတွေကရေကန်ပေါ်မှာပြန်ပေါ်လာပေမဲ့သူတို့ပြင်ဆင်ထားတဲ့ဘုံတွေထဲကနေမပေါ်လာခဲ့ပါဘူး။ရှီယုံကအလင်းရောင်တွေကရေထဲမှာရှိတဲ့အခြားတစ်ခုခုကနေလာတာဖြစ်ရမယ်လို့သီအိုရီထုတ်ခဲ့ပါတယ်။ရိုးကရေကန်ထဲမှာနေထိုင်တဲ့အရာအလုံးကိုဖော်ထုတ်ဖို့ဘယ်လောက်ခက်ခဲလိမ့်မယ်ဆိုတာကိုမှတ်ချက်ချခဲ့ပေမဲ့ရှီယုံကထပ်ပြီးစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ပြီးရေထဲကိုငုတ်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ကူညီဖို့စိတ်အားထက်သန်တဲ့မေရီကသူတို့နဲ့အတူလိုက်ပါလာခဲ့ပါတယ်။ရေထဲမှာရှီယုံကတောက်ပနေတဲ့ဘောလုံးတွေထဲကတစ်လုံးကိုဖမ်းနိုင်ခဲ့ပြီးသူတို့ရဲ့လက်ထဲမှာဘယ်လောက်နှွေးထွေးလဲဆိုတာအံ့ဩသွားခဲ့ပါတယ်။မေရီကသူ့ရဲ့နောက်ကိုလိုက်ပြီးအလင်းရောင်တွေထဲကတစ်ခုကိုသူမကိုယ်တိုင်စုပ်ကိုင်ခဲ့ပါတယ်။ဒါပေမဲ့ရှီယုံကဘောလုံးတွေရဲ့ရင်းမြစ်ကိုရှာဖွေဖို့သူ့ရဲ့ခေါင်းကိုရေထဲကိုနစ်ဖို့ကြိုးစားတဲ့အခါရေကန်ရဲ့မောင်မိုက်တဲ့ရေတွေကဘာကူမှရှင်းရှင်းလင်းလင်းမြင်ဖို့မဖြစ်နိုင်စေခဲ့ပါဘူး။သူ့ရဲ့လေ့လာတွေ့ရှိချက်အရရှီယုံကတောက်ပနေတဲ့ဘောလုံးတွေကရွေ့လျားနေတဲ့သူတို့ရဲ့ပြောင်းလဲနေတဲ့နေရာကအကြံပြုထားတဲ့အတိုင်းတက်ရှိတက်တော်တကောင်နဲ့ဆက်နေရမယ်လို့ကောက်ချက်ချခဲ့ပါတယ်။သူဘယ်လိုတေချာနိုင်လဲလို့မေရီကမေးတဲ့အခါရှီယုံကဘောလုံးရဲ့ရွေ့လျားနိုင်မှုအကြောင်းကိုသူ့ရဲ့အမြင်ကိုရှင်းပြခဲ့ပါတယ်။သူတို့ကနောက်ဆုံးမှာရေထဲကနေထွက်လာခဲ့ပြီးရှီယုံကသူမရဲ့အကူအညီအတွက်မေရီကိုကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါတယ်။မေရီကသူ့ကိုကူညီတာကမိသားစုဖြစ်ရခြင်းရဲ့အစိတ်အပိုင်းပါလို့ပြောပြီးသူ့ရဲ့ကျေးဇူးတင်စကားကိုပယ်ချခဲ့ပါတယ်။မကြခင်မှာရိုးကနောက်ထပ်ငါးတကောင်ကိုဖမ်းနိုင်ခဲ့ပြီးအဲ့ဒါကဒီတစ်ခါမှာငါးမဖြစ်ပြီးငါးမတွေကနဲ့နေတဲ့ရေထဲမှာနေလေးရှိလို့ဘယ်လောက်ခက်ခဲလဲဆိုတာကိုပြောခဲ့ပါတယ်။သူတို့ကငါးမနဲ့ငါးထီကိုဘုံထဲမှာအတူထည့်လိုက်တဲ့အခါတောက်ပနေတဲ့ဘောလုံးတွေကရေကန်ထဲမှာစပေါ်လာခဲ့ပါတယ်။ရှီယုံကအဲ့ဒီမြင်ကွင်းကိုစိုက်ကြည့်ပြီးရုတ်တရက်အမှန်တရားကိုသဘောပေါက်ခဲ့ပါတယ်။တောက်ပနေတဲ့ဘောလုံးတွေကငါးတွေရဲ့အိမ်ထောင်ရေးအပြုမှုနဲ့ဆက်နေပါတယ်။စိတ်ဝင်တစားနဲ့မေရီကအိမ်ထောင်ရေးဆိုတာဘာကိုဆိုလိုတာလဲလို့မေးခဲ့ပါတယ်။ရိုးကအဲ့ဒါကယောက်ျားငါးတွေကမိသားစုစတင်ခြင်းရဲ့အစိတ်ပိုင်းအနေနဲ့မိမငါးတွေကိုသူတို့ရဲ့ခံစားချက်တွေကိုဘယ်လိုဖော်ပြလဲဆိုတာပါလို့ရှင်းပြခဲ့ပါတယ်။မေရီကသူမရဲ့အပြစ်ကင်းစင်ပြီးစိတ်ရင်းမှန်တဲ့ရှီယုံနဲ့ကြီးလာတဲ့အခါလက်ထပ်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ရှီယုံကထင်ရှားစွာစိတ်ဆိုးသွားပြီးမောင်နှမတွေကလက်ထပ်လို့မရဘူးလို့ခိုင်ခိုင်မာမာရှင်းပြခဲ့ပါတယ်။